မြင်90ဘုံလား2000ဘုံနေရထုတ်လိုက်တဲ့ရှိုးလား90ဘုံ60ခုံရလို့ပြောထားပြီလေမှတ်ပုံတင်ထဲမှာလဲ60ခုံပဲဆရာမှတ်ပုံနေနေရမရောအောင်ငါမေးဖို့နေနေမယ်မင်းအဲ့ဒါမှန်အောင်ဖြေ biology ဆိုတာဘာလဲ biology is the study of living things a large variety of living things is on the story it is easy to understand the calendar we use today it was not always so easy people had to try for thousands of years before they know how to put together day weeks months and year ဒီတစ်ခါသင်ချ16တလီ16နလီပဲပြုတ်တာပြောင်းမှုဖူးတာဖျားရတာဝဲတာဆွနာမျက်စိအယူမကြီးမဆာဘူးကိုထားခဲ့ပြီးတော့ဘယ်ကိုသွားကြတာလဲတရိတ်ဆိုင်ရောမြန်မာနိုင်ငံရဲ့မြို့တော်ရန်ကုန်အဲ့ရန်ကုန်မှာရှိတဲ့ shopping center နှစ်ခုကိုပြော junction 8နဲ့တကုံစင်တာပေါ့တကုံစင်တာကနေပြီးတော့စူးလီကိုဘာဘတ်စကားစီးရမယ် YBS မထတာ50စူးလီမှာရှိတဲ့ hotel အမြင့်ကြီးနာမည် Traders Hotel ဆိုးပဲမြန်မာကျောင်းသားနိုင်ငံတော်အတွက်ပါရှိရမယ်မြန်မာကျောင်းသားနိုင်ငံတော်အတွက်ဆိုလည်းရှိရမည်ရှိတဲ့ဆိုကလည်းချော်ရမည်မုံရွာဆရာမိုးဆိုတာပါလေချော်ကြလုံးဝမ်းမှန်စေဝမ်းတော့စိမ့်ဖို့လို့နေ့စဉ်မှန်သုံးဆွဲနိုင်ပြီးတော့ AA Medical Product Limited ရဲ့လိပ်စာ AA Medical Product Limited အမှတ်408မဟာဗန္ဓုလလန်ဆန်ဆောင်လာတဲ့ရန်ကုန်မြို့ဖုန်းနံပါတ်တွေကတော့249598 249593နဲ့249583လို့ဖြစ်ပါတယ်သိလိုက်မလေးရီဝါကြည့်ရလေည8နာရီတရင်ရဲ့တီးလုံးတယ်ရွတ်ပြဟာတီးလုံးကိုဘယ်လိုရွတ်မှာတော့ဟဲ့ရွတ်ဆိုရွတ်ဘုံနမကြီးဘုံနမမကြီးဘုံနမမကြီးဘုံနမဘုံကဲဒီတချင်းလိုက်စို့那雪地里面我记得们也会不会过就说的。是啊，都工地呢是啊，南地方没偏。以后的，我们马看哪偏？你多少钱？没有。看，再来。我那时候没过工没没。没得不了去，那啥过哩？မှန်တယ်လေအဲ့ဒါခုနေငွေရ96အဲ့ဆိုမင်းတက်ကဒီကနေ့ကကြောင့်24ပြည့်တယ်24 24 25ဒီနေ့25 26လောက်တော့ရှိ